2026 ခုနှစ်မေလ2ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာရွှေကံငွေကံအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်မိတ်ဆွေအရင်ဆရာသမားအရင်ချမ်းများနဲ့ပတ်သက်ပြီးသွားရင်စိတ်ရှုပ်ရတာစိတ်ညစ်ရတာသူတို့အတွက်စိတ်ပေါကဖြစ်เสียများနဲ့ကြုံရတဲ့အခြေအေးမှာလည်းချစ်သူစီကနေပြီးတော့မင်္ဂလာကိစ္စမင်္ဂလာတည်စကားမျိုးတွေကြားရတဲ့အိမ်တော်ရေးမှာတော့ဒီနေ့မှာစိတ်ချမ်းသာစရာများနဲ့ကြုံရတဲ့ရွှေမျိုးသားချင်းအောက်လက်ငယ်သားများနဲ့ပတ်သက်ပြီးတော့လည်းမင်္ဂလာကိစ္စတွေမင်္ဂလာတည်စကားမျိုးတွေကြားရတဲ့ကျမ်းမာရေးအနေနဲ့လည်းတည်ထားနော်စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဖြူရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာဝင်းကကလူပေးရမှာဖြစ်ပါတယ်ရှင်2026ခုနှစ်မေလ2ရက်နေ့တနင်္လာသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္လာသားသမီးများအတွက်ဒီနေ့မှာအရေးကြီးတဲ့စာရွက်တွေစာတမ်းတွေမှာစာရွက်စာတမ်းကိစ္စစပစ္စည်းကိစ္စအစုဆက်သူရှေ့ရကိစ္စအတွက်တွေမှာစိတ်နှောက်ယှက်ဖြစ်เสียများနဲ့ကြုံရတဲ့အိမ်နွေးရေးမှာလည်းစိတ်တိုင်းမကြတာရစိတ်အလိုမကြတာရစက်တိုက်ဆိုသလိုမျိုးတွေနားနေတဲ့တနင်္လာသားသမီးများအတွက်ဒီနေ့မှာငွေကြေးကန်တွေကောင်းတဲ့အဆင်ပြေအောင်မြင်နေနော်ရွှေမျိုးမိတ်ဆွေပေါ်လေးများနဲ့ပတ်သက်ပြီးတော့လည်းမရှိရပဲမထင်မပဲနဲ့လည်းအကူအညီကောင်းတွေထောက်ပံ့ကောင်းတွေများစွာရရှိတဲ့ကျမ်းမာရေးအနေနဲ့လည်းသတိထားနော်သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေအေးမှာလည်းချစ်သူစီကနေပြီးတော့မမျှော်နေပဲနဲ့လက်ဆောင်ကြီးကြီးမမရတဲ့အိမ်တော်ရေးမှာတော့ဒီနေ့မှာတနင်္လာသားသမီးများအတွက်အမျိုးသားရဲ့လုပ်ငန်းအတွက်ဒီမှာအမျိုးသားလုပ်ငန်းအတွက်အလုပ်အတွက်တွေကိုဝမ်းသာစရာစိတ်ချမ်းသာစရာများနဲ့ကြုံရတဲ့အကျိုးပေးတဲ့ကဏ္ဍက1နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာစက်သွေးရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာတင်မောသည့်ကလူပြားမှာဖြစ်ပါတယ်ရှင်2026ခုနှစ်မေလ2ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာစိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြည်နူးဝမ်းမြောက်စရာတွေနဲ့စက်တိုက်ဆိုသလိုမျိုးကြုံရတဲ့အဖက်ဖက်ကနေပြီးတော့လည်းအခြေအနေကောင်းတွေအခုရဒူရရှိတဲ့ဘယ်လို့ဒီနေ့မှာတော့ရဲရဲတင်းတင်းသာလှဆောင်မှာကံအခွင့်အလန်းတွေအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့လည်းသတိထားနော်မျက်စိနားတယ်မျက်စိအောင့်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေအေးမှာတော့ကြားလေသွေးလိုဝေးနေရတတ်တယ်။အိမ်တော်ရေးမှာတော့ဒီနေ့မှာအင်္ဂါသားသမီးများအတွက်စိတ်ချမ်းသာစရာများနဲ့ကြုံရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့2နဲ့4ဖြစ်ပြီးအကျိုးပေးတဲ့အရောင်မှာအဖြူရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာပြီးဆုံးကလူပေးရမှာဖြစ်ပါတယ်ရှင်2026ခုနှစ်မေလ2ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့အလုပ်ကိစ္စတွေငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ရင်စကားတွေအခြေအတင်အငင်းခုန်တွေစကားများရတာစကားပြောဆိုရတာဖြည့်ရှင်းပေးရတဲ့ကိစ္စရက်တွေပေါ်လာတဲ့ရွေးချယ်ရခက်တာစုပ်ပြရခက်တာဂျင်းနဲ့ချက်တဲ့စိတ်နဲ့ခွဖြစ်เสียများနဲ့လည်းကြုံရတတ်တယ်နော်အလုပ်ကိစ္စတွေငွေကြေးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေဆိုရင်တော့တေချာစီစစ်ပြီးတော့လုပ်တာကပို့ပြီးတော့အဆင်ပြေတယ်နော်ကျမ်းမာရေးကကောင်းနေတော့လေလက်မှာထိမိခိုက်မိတတ်တယ်တတိထားနော်အခြေအေးမှာတော့အေးချမ်းတာယာပြီးတော့အဆင်ပြေအောင်မြင်တယ်နော်ဗုဒ္ဓဘုရားသမီးများအတွက်အိမ်တော်ရေးမှာတော့နှစ်ဖက်မိသားစုကြောင့်မဖြစ်စလောက်ပြဿနာတည်တည်လေးစပြီးတော့နားလည်မှုတွေလွဲနေတာအဆင်မပြေတာမျိုးတွေဖြစ်တဲ့အကျိုးပေးတဲ့နံကတော့9နဲ့9ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအပြာဖြော့အရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာပဲပေါက်စီကလူပေးရမှာဖြစ်ပါတယ်ရှင်2026ခုနှစ်မေလ2ရက်နေ့ဇဂပရိသသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဇဂပရိသသမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးသွားရင်လေတာဝန်ယူပြီးတော့ကိုကဖြည့်ရှင်းပေးရတဲ့ကိစ္စရက်တွေပေါ်လာတဲ့မိတ်ဆွေအရင်ချများနဲ့လည်းမဖြစ်စလောက်ပြဿနာတိတိလေးကစပြီးတော့နားလည်မှုတွေလွဲနေတာအဆင်မပြေတာကိုယ့်ရဲ့အပေါ်မှာအမြင်မကြည်တာမျိုးတွေဖြစ်တဲ့အထက်လူကြီးအကြီးကဲတွေရှိကနေပြီးတော့မရှိရွယ်ပဲမထင်မဖဲနဲ့လေအကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေများစွာရရှိတဲ့အလားအပရွှေရတနာနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့
ပစ္စည်းတွေလည်းဝင်လာတတ်တယ်နော်ကျမကြီးအနေနဲ့လည်းဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေအေးမှာလည်းချစ်သူစီကနေပြီးတော့မင်္ဂလာကိစ္စမင်္ဂလာသတင်းကြားရတဲ့အိမ်တော်ရေးမှာတော့ဇာတာပရိသတ်များအတွက်ဒီနေ့မှာအမျိုးသမီးတဦးကြောင့်တယောက်ကြောင့်စိတ်ရှုပ်ရတာဆင်းရဲရတာမျိုးတွေဒုတိယတဲ့အကျိုးပေးတဲ့တနန်းကတော့3နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအစိမ်းရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာလိမ္မော်ရေးကလူပြားမှာဖြစ်ပါတယ်ရှင်2026ခုနှစ်မေလ2ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာအဆဆအရာရာဆိုသလိုမျိုးအစဉ်ပြေတာမျိုးတွေအောင်မြင်တာမျိုးတွေကြုံရတတ်တယ်နော်လူမျိုးကြားဘာသာကြားတွေနဲ့အဆုဆက်တူရှေ့ရအလုပ်ကိစ္စတွေလုပ်ငန်းကိစ္စတွေပေါ်လာတတ်တယ်လောက်ကင်မယ်ဆိုလောက်ကင်တင့်တယ်ကောင်းတယ်အစဉ်ပြေအောင်မြင်မယ်နော်အချီရင်းနဲ့အိမ်တော်ရေးမှာတော့တဦးနဲ့တူကဖေးမကူညီမှုများပြီးအေဂျင့်ထားရပြီးတော့အစဉ်ပြေအောင်မြင်မယ်နော်ဝေးကြီးကန်တော့တောက်ကြသားများအတွက်ငွေကြေးကန်တွေကောင်းတယ်ငွေကြေးကန်တွေအဆင်ပြေအောင်မြင်တယ်နော်ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်ခြေထောက်တစ်ဖက်မှာထိမိတတ်တယ်ခိုက်မိတတ်တယ်ထိခိုက်တန်ရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့1နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအစိမ်းအနုရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိရှိဖျားမှာအုံသီးပါတယ်မဟုတ်ကလူပေးရမှာဖြစ်ပါတယ်ရှင်2026ခုနှစ်မေလ2ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးသွားရင်လေမိမိတို့မသိချင်နဲ့မကြားချင်တဲ့တည်င်းစကားမျိုးတွေကြားရတဲ့အောက်လက်ငယ်သားသမီးအလုတ်ကနေပြီးတော့အိမ်ကနေပြီးတော့ထွက်သွားတဲ့သူတို့အတွက်တွေလည်းကိုကတော်တော်လေးကိုမှစိတ်ရှုပ်ရတာစဉ်းကြီးရတာမျိုးတွေကြုံရတတ်တယ်နော်ပြန်မရတော့ဘူးလို့ကိုကထင်ထားတဲ့တတ်မှတ်ထားတဲ့ငွေရေးကြေးတွေကျွေးမြေတွေလည်းမရှိရဘဲနဲ့မထင်မှတ်ဘဲနဲ့လည်းပြန်နေပြီးတော့ရရှိမဲ့နေမျိုးဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်ပြီးသွားရင်စိတ်ရှုပ်ရတာစဉ်းကြီးရတာမျိုးတွေကြုံရတဲ့အခြေအေးမှာတော့ဂျားလေးသွေးလိုဝေးနေရတတ်တယ်နော်အိမ်တော်ရေးမှာတော့ဒီနေ့မှာစနေသားသမီးများအတွက်မိသားစုအတွက်တွေဝမ်းသာစရာစိတ်ချမ်းသာစရာများနဲ့ကြုံရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့9နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာခရမ်းရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိရှိပြားမှာစပစ်တီကလူပေးရမှာဖြစ်ပါတယ်ရှင်